ကျတော့ကိစ္စလို့ခေါ်ရပေါ့နော်ကုတ်က9မျိုးရှိရယ်880ရယ်930ခွန်ရယ်30ရယ်115ရယ်150ရယ်ဆိုပြီးရှိရယ်ကာလာကတော့2မျိုးအထိနဲ့မေ839ခွန်လား939 930ခွန်ညီမလေး930ခွန်ရယ်880ရယ်30ရယ်115ရယ်150ရယ်ကာလာ2မျိုးရှိရယ်စိုက်ကဆို30ပြီးတော့ညီမလေးအမဒီလောက်ထိပြောပြနေဘာလို့အောင်မစိုက်ကလေမဟုတ်ဘူးရုပ်တက်ချင်းပေါ့လို့ပါကွာကိုစဉ်းစားလိုက်တော့3ညာခွန်ရယ် ဒီမလေးကဒီနေ့မှလှုပ်ဆောင်နေတယ်ပြင်နေတယ်အော်ဟုတ်ဟွာလေဒီစုံဝါရှိရဲ့ကုတ်လေးတစ်ချက်လောက်ပြပြပေးလို့ရလား ဒီစုံမှာဆိုလို့ရှိရင်ကွာ190ရှိမယ်939ခွန်ရှိမယ်ပြီးရင်30ရှိမယ်150ရှိမယ်150ဆိုပြီးတော့ကုန်5မျိုးရှိပြီကွာအော်ဟုတ်ကြည့်စီများတင်ပါတယ်မတခုခုမသိရရှင်လည်းမေးလို့ရလား ရပါတယ်ရှစ်တယ်နောက်အေးဆိုရင်ထူလို့ရမယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အမတို့မနေ့ကစင်းကောက်ထားတဲ့ဟာကိုဒီက Excel file ထဲမှာ copy link ယူပြီးဖြည့်မယ်အဲ့ရကြလာတဲ့စရင်တုတ်တဲ့အမောင်းနဲ့အမတို့ကောက်ထားတုတ်တဲ့အမောင်းနဲ့သူ့မတူအဆင်ပြေလားဟုတ်အဲ့တော့တုတ်တဲ့အမောင်းနဲ့ကိုက်မကိုက်ဆိုတာကိုကြည့်ပြရမယ်စရင်တကယ်လို့မကိုက်ဘူးဆိုလို့ရှိရင်ဒီစရင်တွေကတုတ်တဲ့အမောင်းနဲ့လက်ရှိရှိနေတဲ့ဟာနဲ့တစ်ချက်စစ်ပေးရမှာအဆင်ပြေလားဟုတ်ပြေမတစ်ချက်လောက်လုပ်ပြပြလားဘယ်လိုမျိုးဖြည့်ရတယ်ဘာညာဆိုတာပြပြဟုတ်ဟိုပါလေ တွေ့လားငါရှင်းပြနေချိန်နေဘာကြီးလုပ်နေလဲနေ့ကောင်းထဲမှာလေဒီလားလုံးဝစိတ်ရင်းဆိုတာမရှိဘူးနေဒီစရင်နေလောက်ထားမပြီးမချင်းနေထမင်းစားမစင်ရမလေးပါပြီလို့လဲဒီအိတ်ဆွဲလေးတစ်ချက်လောက်ပြပြပေးလို့ရလားညီမတိတ်ပြီးတော့နားမနေလို့အော်ဒီစိတ်လေးကတော့ဘာမှမစမ်းဘူးလုပ်ပြီးပြီလားဘယ်လိုလုပ်ပြီးအောင်ပါလဲ။ငါကြည့်အောင်အင်္ဂလိပ်ငယ်လည်းရောက်နေပြီ။ ဟောအင်တန်ရှင်တော့ရောက်နေတာမဖြစ်လေဟောအမလုပ်တယ်မပြီးသေးဘူးညီမလေးညီမလေးရင်တန်းနေလိုက်နော်ဘာလုံးနေရလဲညီမလေးဒီစေးတွေကမကိုက်ဘူးဖြစ်နေတာလေရပါတယ်ညီမလေးရင်တန်းနေလိုက်လေတရားဟာနဲ့တရားစီရင်ပိုက်ပြရမယ်ဟုတ်ကဲ့အဲ့ဆိုရင်ကိုယ်နာမည်ရှိတော့ဒီစေးတွေညီမလေးကိုညီလိုက်တော့ပြီးသွားပြီအဲ့ဒါပြန်မနောင်းမှာဟောအဲ့ဆိုတော့ပြီးသွားပြီဆိုရင်တန်းနေလိုက်တော့မယ်နော်အော်ဟေး